ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီပေါ့နော်ကျွန်တော်ဒီ first position မှာရှိရဲ့ E minor နဲ့ A minor pentatonic scale အကြောင်းပြောမယ်ပေါ့နော်ဆိုတော့ဒီရှေ့ဗီဒီယိုတွေမှာတော့ကျွန်တော်ဒါ major scale လေးတွေပြထားပါတော့အဲ့တော့ကျွန်တော်ဒီအဲ့ဒါလေးပြီးသွားတော့ဒီ pentatonic လို့ခေါ်တဲ့ scale လေးကိုသွားလိုက်ပါတော့အဲ့တော့ဒီ E minor pentatonic scale စလိုက်မယ် E minor pentatonic scale ပေါ့နော်အဲ့တော့ pentatonic ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်ဒီအတန်9တန်ပဲပါတဲ့ scale မျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ E minor pentatonic scale ဆိုရင်ကျွန်တော်တို့ဒီ first position မှာစတီးမယ်ဆိုရင်ပထမဆုံးလွှတ်ကြိုး6ကြိုး E တန်နဲ့စလိုက်မယ်ဒီကောင်နော် E note ကစရတာ E ပေါ့နော်အဲ့ကျွန်တော်တို့ဒီ E minor scale ကိုတီးကြည့်တဲ့အခါမှာ E F sharp G A B C D ဒါကျွန်တော်တို့ဒီရိုးရိုး E minor scale ပေါ့နော်အဲ့မှာဒီ pentatonic ဆိုတဲ့နော် how ကျွန်တော်တို့ဒီ pentatonic scale သွားမယ်ဆိုအလွယ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီခုန minor scale မှာပါတဲ့ဒီ half tone ကရဲ့ဒီဖြစ်တဲ့ဒီကျွန်တော်တို့ F sharp ပေါ့နော် F sharp ကိုကျွန်တော်တို့ဖြုတ်လိုက်မယ်ဖြုတ်လိုက်ပြီးတော့ E ကနေပြီးတော့ F sharp မပါဘဲနဲ့ G ကိုတန်းခုန်ကူးလိုက်တယ်ပေါ့နော်အဲ့လိုတန်းခုန်ကူးလိုက်တယ်နောက်ပြီးသွားရင်လည်းကျွန်တော်တို့က A B C ဆိုတော့မပါဘဲနဲ့ B ကနေ D ကိုတန်းကူးလိုက်တယ်ပြောရင်တော့ကျွန်တော်တို့ဒီခုနကဒီ E minor scale မှာပါတဲ့ E F sharp G A B C D အဲ့ဒီ6လုံးပေါ့နော်ဒီ sorry အဲ့ဒီ9လုံးမှာဒီကျွန်တော်တို့က F sharp နဲ့ C ကိုဖြုတ်လိုက်တယ်ပေါ့နော်အဲ့လိုဖြုတ်လိုက်ကျွန်တော်ဒါ E minor pentatonic scale ရပါတယ်နော်ဆိုတော့ဘာ note တွေပါမလဲဆိုတော့ဒီ6ကြိုးအလုပ်က E note ပါမယ်ပြီးမှကျွန်တော်တို့ဒီ6ကြိုးရဲ့3ခွက်ကိုကျွန်တော်တို့ဒီလက်နံပါတ်3နဲ့ထောက်เนาะဒါဆို G note ပါမယ်ပြီးတော့ကျွန်တော်5ကြိုးအလုပ်ဖြစ်တဲ့ A ပါမယ်ပြီးရင်ကျွန်တော်တို့5ကြိုး2ခွက်ဖြစ်တဲ့ B ပါမယ်ပြီးတော့ကျွန်တော်တို့4ကြိုးအလုပ် D ပါမယ်ပြီးရင်4ကြိုး2ခွက်က E ပါမယ်ဒါကျွန်တော်တစ်ဖြတ်ပေါ့နော်အဲ့တစ်ဖြတ်ပြီးသွားမယ်ဒါကျွန်တော်တို့1 octave ပြီးသွားမယ်เนาะ E G A B D E เนาะ E G A B D ပေါ့ဒါเนาะဒီငါးလုံးပြီးတော့ဒါ E နဲ့ပြန်ဆုံးနေတာတစ်ဖြတ်ပေါ့เนาะပြီးအောက်ကိုဆက်ဆင်းမယ်ဆိုရင်ကျွန်တော်တို့အဲ့ရနေပြီးတော့မှ E ပြီးသွားရင် G ဆိုတော့ကျွန်တော်ဒါ3ကြိုးလွှတ်ကြိုးသွားမယ်ပြီးသွားရင် A ကကျွန်တော်တို့3ကြိုး2ကွက်သွားမယ်เนาะပြီးသွားရင်ကျွန်တော်တို့ B ကကျတော့2ကြိုးလွှတ်ကြိုးသွားမယ်ပြီးသွားရင်ကျွန်တော်တို့ဒီ2ကြိုး3ကွက်မှာ D လာမယ်ပြီးသွားရင်ကျွန်တော်တို့1ကြိုး E တန်เนาะနောက်ဆုံးကျွန်တော်တို့ဒါဒီ G note နဲ့ပြန်ဆုံးလိုက်ပါပေါ့เนาะဒါကျွန်တော် first position မှာရှိတဲ့ E minor pentatonic scale ကိုကျွန်တော် octave နှစ်ခုပေါ့เนาะတီးသွားတာပေါ့เนาะကျွန်တော်ပြန်ပြမယ်ဆိုဟိုအစနဲ့ပြန်ပြမယ်ဆိုရင် E ဒါ G A เนาะဒါ5ကြိုးအလို့ပြီးသွားရင် B 5ကြိုး2ကွက်ပြီး4ကြိုးလို့ D ဒါ4ကြိုး2ကွက်က E ပြီး3ကြိုးလို့က G ပြီး3ကြိုး2ကွက်က A 2ကြိုးအလို့က B 2ကြိုး3ကွက်က D 1ကြိုးလို့က E နောက်ဆုံးကျွန်တော် G 1ကြိုး3ခွက်မှာဆုံးရမယ်เนาะဆိုတော့အစအနေကျွန်တော်ဒါ note ထဲအတိုင်းလေးတီးမယ်เนาะပြန်ပြီးတော့အဲ့ဒါအပေါ်ပြန်တက်လို့ရပါเนาะဒါ E minor pentatonic scale ဒါ first position ဟာပေါ့เนาะကျွန်တော်တို့အဲ့ဒါလေးကိုကျွန်တော်တို့ပေါ်အောက်ကျွန်တော်တို့အဲ့ဒါလေးကိုလေ့ကျင့်မယ်ပေါ့เนาะဒါကျွန်တော်တို့ဒါ E minor pentatonic scale ကိုဒါ first position မှာတီးပြပါပါเนาะဆိုတော့နောက်တစ်ခုကတော့ဒီ A minor pentatonic scale เนาะ A minor pentatonic scale မှာအတန်9တန်ပါတာကျွန်တော်တို့ A ပါတယ်ကျွန်တော်တို့ C ပါတယ် D ပါတယ် E ပါတယ် G ပါတယ်ပေါ့เนาะအဲ့ဒါလည်းတနည်းပြောရင်ကျွန်တော်ဒီ A minor scale ကိုပဲကျွန်တော်တို့ဒါ F တန်နဲ့เนาะB တန်ဖြုတ်ထားတာပေါ့အဲ့ဒါတော့အလွယ်ပြောတာပေါ့เนาะသူ့ scale တိုင်းဆိုရင်တော့ကျွန်တော်တို့ကဒါဒီ A ကနေပြီးတော့ဒါ C ကိုရောက်ဖို့အတွက်က1.5 tone လို့တယ်ပေါ့နော်ဒါ 1.5 ပေါ့နော်အဲ့လိုတွက်လိုက်တယ်ပြီးသွားရင် C ရရင် D အတွက်က whole tone เนาะA C D ပြီးရင်
ဒီကနေ E ပေါ့နော်ဒီကနေ E ဆို hold down လို့တယ်ပေါ့နော် E ကနေပြီးတော့ G သွားရင်ဒါ 1.5 tone အဲ့လိုမျိုးတွက်ရတာပေါ့နော်အမှန်ပဲနော်ဆိုတော့ဒီကောင်ကကျွန်တော်တို့ဒီ9ကြိုးကစားတယ်နော်9ကြိုးလွတ်ကြိုးက A နဲ့သွားတယ်နော်နောက်ပြီးတော့ကျွန်တော်တို့ပြီးရင် C ကကြတော့ဒါပေါ့နော်ဒါ3ဘက်ပေါ့9ကြိုး3ဘက်ပြီးရင် D ကကြတော့4ကြိုးလွတ်ကြိုးပြီးရင် E နော်အဲ့ဒါ4ကြိုး2ကွက်ပြီးရင် G ကကြတော့ကျွန်တော်တို့ဒါ3ကြိုးလွတ်ကြိုးပေါ့နော်ဒါနော်ပြီးတော့ကျွန်တော်ဒါ A ကကြတော့3ကြိုး2ကွက်ဒါကျွန်တော် octave တစ်ခုပြီးမယ်ဒါ octave တစ်ခုပြီးပါတယ်နော်ပြီးတော့အဲ့ပြန်ဆိုင်ရင်ကျွန်တော်ဒါနော်ပြီးတော့ကျွန်တော်တို့ဒါ C ပေါ့ AC C ကကျွန်တော်2ကြိုးနော်1ကွက်ပြီးတော့2ကြိုး3ကွက်မှာ D 1ကြိုးအလွတ်က E ပြီးရင်ကျွန်တော်နောက်ဆုံး G နဲ့ဆုံးမယ်နော်ဒါ first position ဖြစ်တယ်ကျွန်တော်ဒီမှာပဲဆုံးသွားတယ်ပေါ့နော်ဒါ A minor pentatonic scale A C D E G A C D E G နော်ဒါ A minor pentatonic scale နော်ဆိုတော့ဒါကျွန်တော်အခုပြသွားတာဒီ first position မှာပဲဒါအလွယ်တီးလို့ရတယ် pentatonic scale တစ်ခုပေါ့နော်ကျွန်တော်တို့အရန်ဒီ lead เนาะအခြေခံအတွက်ကိုနောက်ပိုင်းမှာတောက်လျှောက်သုံးရမယ့် scale လေးတွေပေါ့နော်ဒါလေးတွေကိုတော့ကျွန်တော်ဒါလေ့ကျင့်ဖို့အတွက်ပြပေးလိုက်တာဖြစ်ပါတယ်เนาะအဲ့တော့ဒီခုနက E minor pentatonic scale เนาะပြီးသွားရင် A minor pentatonic scale เนาะအဲ့ဒါလေးကိုကျွန်တော်တို့တီးကြည့်လို့ရပါเนาะထပ်အောက်လေးအတက်အဆင်းလေးလုပ်ပြီးတော့ကျင့်ကြည့်လို့ရပါတယ်